RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါကိုဝင်းနိုင်ရဲ့အခုတော့သတင်းဆောင်မတွေကိုထုတ်လွှင့်ပေးဖို့ပဲမှတ်လားရှင်ဟုတ်ကဲ့ခင်ဗျရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာလူမျိုးရေးဘာသာရေးပဋိပက္ခတွေဖြစ်နေဆဲဖြစ်ပါတယ်ဒီအခြေအနေကိုစစ်တွေမြို့မှာကိုယ်တိုင်သတင်းသွားရောက်ယူနေတဲ့ RFA အဖွဲ့သားကိုကျော်ကျော်အောင်ကိုဦးတီအောင်ခိုင်ကမေးမြန်းထားပါတယ်ခင်ဗျာဒီနေ့စစ်တွေမြို့အခြေအနေကဘယ်လိုအခြေအနေရှိလဲခင်ဗျာကိုကျော်ကျော်အောင်လိုက်ကြည့်သမျှပေါ့လေအခြေအနေလေးနဲ့ပြောပြပေးပါဦးဟုတ်ကဲ့စစ်တွေရဲ့အခြေအနေကပြီးခဲ့တဲ့ရက်တရတဲ့တိုင်းကအစိုးဆုံးနေ့တစ်နေ့လို့ပြောလို့ရပါတယ်ခင်ဗျာလူတွေဟာလမ်းမကြီးတွေပေါ်မှာပေါ့နော်ဓာတ်တွေနှမ်းနေမိန်းနေနေပြီးတော့မြို့မှာပတ်နေကြတာတွေ့ရပါတယ်လုံခြုံရေးကိုမြို့ကယူထားတဲ့သဘောမျိုးပေါ့လေတွေ့ရပါတယ်အဓိကတော့ဒီလုံခြုံရေးနဲ့ပတ်သက်ပြီးတော့စိုးရိမ်တော့ကရောက်နေကြတဲ့အနေအထားမျိုးပေါ့ခင်ဗျာဆိုတော့ရခိုင်မျိုးဆောင်လူငယ်များအဖွဲ့အစည်းဒီပညာချက်တစ်စောင်ထုတ်လိုက်တာတွေ့ရပါတယ်အဲ့ဒီပညာချက်ထဲမှာဆိုရင်ဒီပညာချက်ကိုမြို့ပတ်ပြီးဝင်နေတော့ကျွန်တော်လည်းလက်ခံရရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီထဲမှာဗာရေးထားလဲဆိုတော့ထိရောက်တဲ့လုံခြုံမှုကိုပြည်နယ်အစိုးရဆိုတာတာဝန်ယူနိုင်ခြင်းမရှိသေးဘူးဆိုတာအချက်ကိုထောက်ပြထားတာတွေ့ရပါတယ်နောက်တစ်ခုကလုံခြုံမှုလုံးဝသိမချတဲ့ရခိုင်ရက်ွက်ကြီးရွာတွေကအပကျန်နေရာတွေမှာတဲ့မိမိကိုယ်ကိုကာကွယ်မဲ့အဆင့်ထက်လုံခဲ့တဲ့ဒုစရမှုတွေမပြုလုပ်ကြဘူးသတိထားရမယ်ဆိုတော့လည်းတိုက်တွန်းထားတာတွေ့ရပါတယ်ခင်ဗျာဒီကနေ့မနေ့ပိုင်းမှာဆိုရင်ဦးကမှတိုင်းနေအနားမှာပေါ့လေဒီမျိုးလည်းမှာပဲစနေသားအရွယ်မွတ်စလင်ကလေးငယ်တယောက်ကိုရခိုင်တွေကဖမ်းပြီးတော့တက်ဆက်လိုက်တာရှိပါတယ်ဒီကလေးကိုပေါ့နော်မွတ်စလင်တွေကမီးရှို့ဖို့ဆွတ်လိုက်တယ်လို့သူကပြောတယ်ဒါကြောင့်ပဲသူကတက်လိုက်ရတယ်လို့ပြောပါတယ်ခင်ဗျာနောက်တစ်ခုကဒီစစ်တွေမျိုးနာဇီရွာပေါ့နော်အစိုးဆုံးဖြစ်သွားနေတဲ့ဒေသတစ်ခုဖြစ်တယ်ဒီစစ်တွေဒီနောက်ကနာဇီရွာမှာရှိတဲ့ဒီလက်ဖက်တွေကဒီမီးရှို့ပြီးထွက်ပြေးတယ်လို့ဒါရဲအဖွဲ့ကကျွန်တော် RFA ကိုပြောပါတယ်ရဲရပြည်ကပြောတယ်ပေါ့လေဆိုတော့အဲ့ဒီမီးချို့မှုကိုပေါ့နော်စစ်တပ်တို့ရဲတို့ကနေပြီးတော့အဲ့ဒီတွေကိုဝင်ပြီးငိမ့်ဆက်ရတယ်လို့ပြောပါတယ်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာဆိုရင်ဒီမွတ်စလင်အမျိုးသမီးတွေတကြီးရွယ်အိုတွေကလေးငယ်တွေကိုဒီအစိုးရစစ်တပ်တို့ရဲတို့ကြီးကြပ်မှုနဲ့နေပြီးတော့ဒီဆေးလေးဆောက်ရှောက်မှုနဲ့နေပြီးတော့ဘူးမီရွာကို1500လောက်ပေါ့နော်စစ်တပ်ဖွဲ့ပြီးတော့ရှုပ်ပြတယ်လို့ပြောတယ်ဒါပေမဲ့ရှုပ်ပြတဲ့ဆန္ဒကိုတန်တန်လောင်ကြကြရတော့မပါဘူးလို့လည်းကျွန်တော်တို့မျက်မြင်တွေကပြောပါတယ်ခင်ဗျာအခုမြင်ရတာတော့စစ်တွေမျိုးပိုက်တဲ့ရက်တရားသိစုပိုက်တဲ့ရက်ကဒီမွတ်စလင်တွေနေခဲ့တဲ့အိမ်ယာမြင်ကွင်းတွေဖြစ်ပါတယ်အိမ်တွေကိုမီးရှို့ပြီးတော့ထွက်ပြေးသွားကြတယ်လို့ပြောပါတယ်အများစုကတော့အခုမြင်ရတဲ့ကလတန်မြစ်ဘက်ကနေပြီးတော့လှေစီပြီးထွက်သွားကြတယ်လို့သိရပါတယ်ခင်ဗျာဆိုတော့ဒီသူတို့မီးရှို့သွားတဲ့အိမ်တွေပေါ့နော်ဟိုရက်ွက်တွေတခြားရက်ွက်တွေကိုမကူးဆက်အောင်ဆိုပြီးတော့ဒေသခံရခိုင်တွေကနေပြီးတော့အိမ်တွေကိုမွတ်စလင်တွေရဲ့အိမ်တချို့ဖြိုဖျက်တာတွေလည်းရှိပါတယ်အဓိကရည်ရွယ်ချက်ကတော့ရက်ွက်ထဲမှာမီးမကူးဆက်အောင်ဆိုပြီးတော့ဗောလေသူတို့ကဖျက်ရတယ်လို့ပြောပါတယ်ခင်ဗျာအာဏာပိုင်တွေကဘယ်လိုမျိုးအကူအညီပေးနေတယ်လုံခြုံရေးဘယ်လိုတာဝန်ယူထားလဲအဲ့ဒီအခြေအနေလေးနည်းနည်းပြောပြပေးပါဦးခင်ဗျာအာဏာပိုင်တွေကဒီမျိုးကိုပတ်ပြီးတော့ဗောလေဟိုပြင်းနေတာတော့ဘာလို့ရှိတယ်ဒါပေမဲ့သူကလိုမွတ်စလင်ရွာတွေတဲဟိုထဲဝင်ဖို့ဆိုတာတော့သူတို့မရှိဘူးပေါ့နော်ဆိုတော့ခုနကပဲကျွန်တော်ဒီနာဇီရွာကနေပြီးတော့ဘူးမီရွာကိုကြောင်းချွေတဲ့မှာပါတဲ့မွတ်စလင်အမျိုးသားဦးကျော်မင်းကဦးအာဘလူးတဲ့ကျွန်တော်စကားပြောဖြစ်ပါတယ်ခင်ဗျာဆိုတော့သူတို့ပြောတာကတော့သူတို့အခုသွားနေရတယ်ချင်းချင်းသွားနေရတယ်သူတို့ကဥပဒေနဲ့မရှိဘူးတားရတယ်မရှိဘူးပေါ့နော်သူတို့ဒီကြောင်းချွေရတဲ့မှာ4000လောက်သူတို့ကြောင်းချွေနေရတယ်လို့ပြောပါတယ်အာဏာပိုင်တွေနောက်တစ်ခုကသူတို့အာဏာပိုင်တွေမင်းချွေရတဲ့ပတ်သက်ပြီးတော့အကျဉ်းနဲ့ဆွဆွမှုရှိပါတယ်ဆိုတော့ခုနကဒီရဲတပ်ဖွဲ့အရာရှိသူပြောတာပြီးတော့ဒီရခိုင်အမျိုးသားတွေပြောတာကဒီမီးချွေတာဘုစင်တွေကသူကသူမီးချွေထွက်ပြီးတယ်လို့ဒါခိုင်မှာပြောကြတာရှိတယ်လို့ဒီမွတ်စလင်တွေပတ်သက်တဲ့ခုနကဥပါလူပြောတာဒီမီးချွေတာကရခိုင်အမျိုးသားတွေချွေတယ်လို့ပြောပါတယ်ခင်ဗျာလောလောဆယ်ဆိုလို့ရှိရင်ပေါ့ဒီစစ်တွေမြို့မှာပေါ့လေအဓိကအုပ်စုနှစ်စုပေါ့လေရင်ဆိုင်ပြီးတော့တိုက်ခိုက်နေတာတဲ့ကိုမီးရှို့နေတဲ့အနေအထားမျိုးတွေတွေ့ရတာလားဘယ်လိုပုံစံမျိုးတွေ့ရတာလဲခင်ဗျာမီးရှို့မှုတွေလည်းရှိတယ်နောက်အပြန်အလှန်သတိပက္ခတွေလည်းရှိတယ်ခင်ဗျာရွာစာရွာဘက်မှာဆိုရင်ဒီအဝေးပြေးကားရှိတဲ့ရွာစာရွာဘက်မှာဆိုရင်မွတ်စလင်တွေကနေပြီးတော့တဲ့မြို့ကိုဓာတ်နဲ့တက်ပြီးခုတ်တယ်လို့ပြောတယ်ခင်ဗျာဆိုတော့ဒီရခိုင်ကကျွန်တော်တို့ပြရတယ်နောက်ပိုင်းမှာရခိုင်ရဲ့ရှေ့တိုးပြန်ခုတ်တဲ့အခါရခိုင်တွေကအင်အားအတားရကနီးမှာပေါ့နော်ရဲနဲ့ဒီစစ်တပ်ကနေပြီးတော့ဝင်ထိန်းလိုက်ရတယ်ထိန်းလိုက်ရတော့ဒီအပြီးမှာပေါ့နော်ဒီပြည်ပကအပြီးမှာဆိုရင်ရခိုင်မျိုးသားတစ်ယောက်ဒဏ်ရာရတယ်လင်းကန်ရွာဇာတိအသက်40လောက်ပဲရှိတယ်ကိုစာဖေးကတော့သိဆုံးရတယ်လို့ပြောပါတယ်နောက်ဒီအခုကျွန်တော်တို့ပြီးခဲ့တဲ့တနအီလောက်ကတည်းကတက်တူအနီးမှာဆိုရင်ဒီလုံထင်းရဲနဲ့မွတ်စလင်တွေအပြန်အလှန်တက်ခတ်ပြီးတော့ဒီစစ်သားတွေဒဏ်ရာရလို့ပေါင်မှန်တယ်ရလို့ဆေးရုံပို့လိုက်ရတယ်လို့သိရတယ်ခင်ဗျာဆိုတော့အပြန်အလှန်ပြစ်ခတ်တယ်ဆိုတော့လေဒီမှာလက်နက်ကိစ္စတွေကပါလာပြီလေဆိုတော့မနေ့တုန်းကတည်းကကြားနေတယ်ဒီလက်နက်တွေမိတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒီအာဏာပိုင်တွေကဘာများတရားဝင်ထုတ်ဖို့ပြောတာများရှိပါလဲခင်ဗျာဒ
မနေ့ကဆိုရင်လက်မှတ်မိတဲ့အထက်မှာပေါ့နော်ဒီဘူးရီကမနောက UNDP ကုလသမဂ္ဂပုံရိပ်ကိုစီစဉ်အကြီးအကဲပေါ့နော်ဒေါက်တာထွန်းအောင်အပြင်ပေါ့နော်သူ့ရဲ့တာဝန်လက်နက်နဲ့မိတယ်လို့ပြောပါတယ်အဲခိုင်းတဲ့ပတ်သက်တဲ့ဆရာနဲ့တွေ့တယ်လို့ပြောတယ်ပေါ့လေကျွန်တော်တို့အာဏာပိုင်တွေရဲ့ဒီကြီးကမရသေးပါဘူးတဲ့ဒီနောက်တစ်ခုဒေါက်တာထွန်းအောင်ရဲ့သမီးကိုမနေ့ကညနေပိုင်းမှာစစ်တွေလေးစိတ်မှာရန်ကုန်ထွက်အောင်တဲ့ဒီခရီးတွေမတိုင်ခင်လေးပါပေါ့နော်သူနဲ့အတူတခြား3ယောက်ကိုအမျိုးသမီး3ယောက်ကိုထားနေတယ်လို့ကြီးခဲ့တဲ့နိုင်ပိုင်းရတယ်လေစိတ်ဝင်နေကြတော့ကျွန်တော်တို့တော့ရောက်မေးမြန်းနေတာသူကဒီပြောပါတယ်ခင်ဗျ။သူတို့ရဲ့အစီအစဉ်အရနာနဲ့16ရက်နေ့မှာပေါ့လေတနိုင်ငံလုံးလှုပ်ရှားမှုတွေလုပ်ရမယ်ဆိုတဲ့တိုင်းဆိုင်နဲ့လက်ပြီးလက်ချက်ပေါ့လေအနာဂတ်တွေကဖမ်းနေတယ်လို့ပြောပါတယ်။ဒီချိန်မှာဆက်ပြီးတော့ကျွန်တော်တို့ကြီးခဲ့တဲ့နိုင်ပိုင်းရတဲ့စစ်တွေမြို့မှာရှိတဲ့ပြည်နယ်အစိုးရအဖွဲ့ရုံးကိုကျွန်တော်တို့ဆက်သွယ်ပါတယ်။အဓိကတော့ပြည်နယ်ဝန်ကြီးချုပ်နဲ့ပြည်စုံမေးမြန်းမှုရဖို့ကျွန်တော်တို့ကြိုးစားနေတာဒီကနေ့ဆို3ရက်ရှိပါပြီပေါ့လေ။ဝန်ကြီးချုပ်ရဲ့ဒီပြည်နယ်အစိုးရအဖွဲ့ကတော့တာဝန်ရှိသူတွေကတော့ကျွန်တော်တို့အတင်းငင်းဆန်နေပါတယ်ဆိုတော့ဒီတိကျတဲ့သတင်းမှန်ကိုထုတ်ပြန်ပေးဖို့အခုတည်းကပြက်ကွက်နေသေးလို့ဒါချုပ်ပြီးပြောလို့ရပါတယ်ခင်ဗျာလက်နက်တွေ့ရဆိုတဲ့ကိစ္စကိုတော့ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေကတော့ကျွန်တော်တို့အတည်ပြုလုပ်ပါတယ်အမည်မဖော်လို့တဲ့အရာရှိသူကပေါ့အဲ့ဒီမှာသူတို့ကအရေးအတွက်ဘယ်လောက်မိတယ်ဘာတွေမိတယ်ဆိုတာကိုပြောပါသေးလားခင်ဗျာအဲ့ဒါကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသေးစိတ်ပြောဖို့အဲ့ဒီအရာရှိအမြင့်ဆိုပါခင်ဗျာကိုကျော်ကျော်ရေးကျေးဇူးပဲနော်အခုလိုရှင်းပြတာဟုတ်ကဲ့ကျေးဇူးပါပဲဦးကျော်ပဲ